မကိုင်းနာလဲအချိန်တော်ကြာနေပြီမလို့အပြောင်းလဲလေးဖြစ်သွားအောင်ဆိုပြီးတော့မှကျမစီစီလီယန်ပစ်လိုက်တယ်ပေါ့နော်အောက်က friend ကတော့ကျမတငယ်ချင်းမှာအီဒီယာကတော့ကျမရေးစားလေးပေါ့နော်ချောင်ကတော့ဂျင်းလိုက်တာလည်းပြောမနေပါနဲ့တော့အေးလမ်းစလော့ကလည်းဘလူးဆော်မဲမသိဘူးတော့အောက်လေးမှာဆိုလို့ရှိရင်ကျမသွားပြီးတော့မှကူပေးတယ်ပေါ့နော်အဲ့နေရာမှာဆိုလို့ရှိရင်သူတို့ကအတင်းနေ live လောက်တာပြီးတော့ပြေးတဲ့အချိန်မှာသူတို့ဘက်ကနေပြီးတော့မှတစ်ခါပြန်ချတဲ့အချိန်ကျတော့ကျမတို့ပြန်ပြေးရတယ်ရှင်အဲ့နေရာမှာဆိုကျမဖိလကိုင်းဘက်သုံးပြီးအရှိကကူနီပြားတက်အုပ်သေးတော့ကျမမသိရင်လမ်းစလော့က enemy ဘက်ကအမျိုးတွေလိုပဲတော့ဘလောက်ပဲသူ့အရှိရဖြစ်သွားအမှကူနီပြားကိုမတက်ဘူးအေးအမှဘက်ကိုသွားတက်တာဟေးပြောမနေနဲ့တော့သဲတွေလည်းရားတယ်ကျဲပဲဒီနေရာမှာဆိုလို့ရှိရင်သူတို့ကကြုံလာတော့ကျမတို့3ယောက်ကဝိုင်းပြီးတော့မှတက်လိုက်တာပေါ့နော် APR Edimate နဲ့တခါတန်းတိသွားအောင်ပေါ့နော်တတဲ့သူလဲလမ်းစလော့ကမကေးဘူးလို့သူလဲလမ်းစလော့ကမကေးဘူးတော့သူဘဝကလည်းနော်ဘလူးရေးစော့နေလည်းမသိဘူးဟိုက်ပါဆော့ပြီးတော့မှဆော့တော့ဆော့ထားပါတယ်ကောင်းကောင်းမွန်မွန်ပဲဆိုပြီးမှဒီနေရာမှာဆိုလို့ရှိရင်ဒေါ်ကောင်ပေါင်းကြောင်းပြီးမှကျမတို့တောင်းပါတဲ့ဝင်လာပေါ့နော်သူဝင်လာတော့သူကြုံပြီးတော့သူသေးသွားတယ်ဒါပေမဲ့လည်းကျမတို့ရဲ့အောင်မြင်မှုကတတ်မခံပါဘူးဒီနေရာမှာဆိုလို့ရှိရင်ဂူနီဘီယာတကီးတူဖလကန်နဲ့တက်အုပ်ပြီးကျမသေးသွားတော့ပေါ့နော်အဲ့ဒါပဲကျမတို့စတဲနာချပြီးမှအချုံးပေးလိုက်တယ်ပေါ့နော်